Grand နဲ့မောင်းရင်တရက်ကိုအနည်းဆုံးတာဇန်3ယောက်လောက်နဲ့ကြုံရလိုက်မယ်တဲ့ဥပမာကားတက်ကိုတကားကိုဘုံတိုင်းပိတ်တာအမိုက်တွေကိုကားထဲထိုးထည့်တာကားပေါ်ဆလိတ်တောက်တာပေါ့နော်အနံပြင်းတဲ့အစားအစာတွေစားတာဟိုနားဆင်းမယ်တယောက်ဒီနားဆင်းမယ်တယောက်ကြုံမယ်တိုက်ပေါ်ကနေရေချိုးလုံးရှိသေးတယ်တလန်းမောင်းကိုကားချူခေါ်တာအကိုလေးကြုံဘူးလားတဲ့အကိုလေးကအဲ့ဒီတိုင်းတော့မကြုံဘူးပေါ့ဗျာမင်္ဂလာပါဇန်ကာရန်တဲ့ channel ကကြိုဆိုပါတယ်ဒီနေ့တော့ကျွန်တော်ရဲ့ညီလေးကအကိုလေးရဲ့အဖြေကိုကြားကျင်တယ်ဆိုတော့လေအကိုလေးဖြေပါမယ်ဗျတိခံမှာညီလေးရေလို့ပဲတိုက်တွန်းခြင်းပါတယ်ဗျာတကယ်တော့ဒါက grant နဲ့ပတ်သက်တာပဲရှိသေးတာပေါ့နော်တခြားမမြင်မတွက်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကလည်းအများကြီးပဲပေါ့နော်ဒီနေ့ brother နောက်တလို့မျိုးပေါ့ brother ကိုအားကြပြီးဝင်လာတဲ့လူတွေရောနေတော့တက်ကြီးဒုက္ခပေးအောင်မယ်ဆိုသလိုမျိုးပဲပေါ့ဗျာတကယ်တော့လည်းကျွန်တော်တို့ကအခုကတော့ကျွန်တော်တို့က TikTok ပေါ်တက်လာတော့ TikTok ပေါ်ကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြနိုင်တဲ့ပိတ်ကားထက်ကဆင်မိဟာပဲကြည့်လို့ရတာ哦အပြင်ပိုင်းမှာခုနက brother တို့ပြောသလိုမျိုးကြုံတွေ့နေရတဲ့အခက်အခဲကတော့နှိမ့်ဆတူပါရှိမှာပဲပေါ့နော်ဒါကတော့တိုက်စီမှာတကယ်မောင်းနေတဲ့ brother တို့ရဲ့အတွေ့အကြုံပေါ့လေထိုနည်းတူစွာပဲကျွန်တော်တို့ဒီဘက် company like ဒါမှမဟုတ်ရှင်ဝန်ထမ်းဘဝ life မှာလည်းဒီလိုမျိုးကြီးမတုံတွေ့ရရင်တော့မှစိတ်ဖိစီးမှုထန်နေဘလောက်များလဲဆိုတာကိုပြောပြမယ်ဆိုလို့ရှိရင်တောင်တညာပုံမြင်နေရလဲအများကြီးပဲပေါ့လေအဲ့တော့အနှစ်ချုပ်ကတော့ကျွန်တော်အမြဲပြောသလိုမျိုးပဲသိခံပါလို့ပြောချင်တယ်ပေါ့နော်နောက်ကျွန်တော်ကအမြဲတမ်းတိုက်တွန်းနေတာကတိုက်စီကိုတော့မှပိုင်မောင်းသမားတွေကိုတိုက်တွန်းတယ်ပေါ့နော်ဘာလို့တိုက်တွန်းလဲဆိုတော့ကျွန်တော်ရဲ့ဒီတိုက်စီမောင်းဖို့ဖြစ်ပေါ်လာပုံလဲကျွန်တော်ရှေ့အိုးအရင်ပရီယိုမှာရှိတယ်ပေါ့နော်ဒီတိုက်စီဆရာတွေကပဲကျွန်တော်ကိုပညာသင်ပေးလို့ကျွန်တော်တိုက်စီမောင်းဖြစ်တာပေါ့နော်ကျွန်တော်တိုက်စီငားတယ်ကျွန်တော်ခဏခဏပလေးတယ်အဲ့ဒါတွေကိုငါးကလကြရင်တော့မဖြစ်စေရအောင်အဲ့လိုမျိုးစားပိတ်ကောင်းအောင်လုပ်မယ်ဆိုပြီးတော့ကိုကဝင်ခဲ့တာပေါ့နော်တကယ်လက်တွေ့ဘဝမှာလည်း brother ပြောခဲ့သလိုမျိုးပဲအဲ့လောက်ထိဆိုးတဲ့လူကိုမတွေ့ပေမဲ့အဲ့ဒီနီးပါဆိုးတဲ့လူတွေကတော့နှိမ့်ဆတူကကြုံတွေ့နေရတာပဲပေါ့နော်တယောက်တစ်မျိုးပေါ့အဲ့ဒီနေရာမှာကျွန်တော်တို့ပပနန်းနန်းနဲ့ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အခန်းကဏ္ဍကလည်းရှိတာပေါ့နော်ထုံနည်းတူစွာပဲလမ်းပေါ်မှာတော့တက်လိုက်လို့ရှိရင်တော့တစ်ခုမဟုတ်တစ်ခုကတော့ပြဿနာနဲ့နှိမ့်ဆတူကကျွန်တော်တို့ကြုံတွေ့နေရတာပဲပေါ့နော်ဒီလိုလူမျိုးတာဇန်နေလို့သုံးတဲ့တာဇန်တွေကတော့ရှိနေမှာပဲပေါ့နော်ဒါကပတ်ဆက်ရတဲ့တာဇန်တွေပေါ့နော်ပတ်ဆက်မရဘဲနဲ့ကျွန်တော်တို့လုံးမဲ့တာဇန်တွေကလည်းအများကြီးရှိတာပဲဟုတ်တယ်မလားဥပမာအဖြစ်ကျွန်တော်ဒီနေ့ဆိုကြုံခဲ့ရတာဆိုလို့ရှိရင်ဒီဘေးရွဲဆရာတွေပေါ့နော်ဘေးရွဲဆရာတွေကျွန်တော်နဲ့အနည်းဆက်ဆုံးကျွန်တော်ကိုကူညီပေးနေတဲ့ဆရာတွေတောင်ရှိတယ်ပေါ့နော်ကျွန်တော်တို့နားတကယ်စိတ်ချရတဲ့ကိုကြီးတွေဆိုလို့ရှိရင်ကိုကြီးကျွန်တော်သားလေးကြိုပေးပါအောင်ကျွန်တော်ဘယ်လိုလုပ်ပေးပါအောင်အကူညီတောင်းနေရတဲ့စိတ်ချယုံကြည်ရတဲ့လူတွေရှိသလိုမျိုးလမ်းအေးစေးမမောင်းမဲနဲ့နှလန်းလုံးဟိုဘက်ကောဒီဘက်ကောရိုင်ထိုးနေပြီးတော့မောင်းမြင်သလိုမောင်းတဲ့လူတွေကလည်းရှိနေတာပဲဒီနေ့ကြုံတာဆိုလို့ရှိရင်ဘလောက်မရိုင်းလဲဆိုရင်ကိုကလမ်းမလွတ်လို့ဟွန်းတီးတာအောင်နေပြီးတော့မင်းဘလို့ဝင်လာလဲတဲ့ဝင်လာတဲ့အတိုင်းပြန်ထွက်ဖို့ဆိုတော့သူနဲ့ကျွန်တော်လည်းရန်ဖြစ်ကြမလားအဲ့လိုမျိုးပေါ့ပြောချင်တာအဲ့ဒါလဲသူလဲတာဇန်လို့တတ်မှတ်လို့ရမယ်ဆိုရင်တာဇန်ထဲမှာတတ်မှတ်လို့ရတယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်အနှစ်ချုပ်ပြောပါတော့အဲ့ဒါဘူကောင်တွေပေါ့ဗျာအဲ့လိုဘူကောင်တွေနဲ့ဝေးဝေးရှောင်နေအောင်စူးစမ်းရမှာပေါ့လေနောက်တစ်ခုကလူချင်းမင်းတို့တတိထားမိလားမသိဘူးပေါ့နော်ဒီနည်းနည်းလေးကားတွေဈေးကျပြီးတော့ခက်ကောင်းတဲ့အချိန်မှာအဲ့ဒီဘေးရွဲဆရာတွေစိတ်ကားသမားတွေတော်တော်များများဒီတိုက်စီဘက်ကိုကူးပြောင်းလာတဲ့တစ်ခေတ်ရှိခဲ့ပူတယ်ပေါ့နော်အဲ့လိုလူတွေကလည်းအခုချိန်ထိရှိနေသေးတယ်အဲ့လိုလူတွေကစူးစမ်းလို့အောင်မြင်မြင်နဲ့လင်းလင်းမမစူးစမ်းရလူတို့မပြောချင်ပဲနဲ့အဲ့ဒီအချင်းစရိုက်တွေကအခုဒီတိုက်စီလောကအထိကိုပါလာပြီးတော့တကယ်ဂျလုံးပလုံးလူတွေကအများကြီးရှိတယ်အဲ့ဂျလုံးပလုံးလူတွေမကောင်းမှုကြောင့်တကယ်အေးချမ်းချမ်းနဲ့လောက်နေတဲ့လူတွေကပြောရမယ်ဆိုလို့ရှိရင်ငကုံးမတကောင်ကြောင့်တလေလုံးပုတ်တင်းကျုံပြီးတော့တိုက်စီသမားဆိုရင်မကောင်းပါဘူးကွာဆိုပြီးတော့ထင်သေးမျက်လုံးနဲ့ကြည့်ခံရတာပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကလည်းအခုလက်ရှိမှာတိုက်စီဆရာဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ generation မှာတော့တိုက်စီဆရာဆိုတာလည်းဂုံတိတ်ခါရှိတယ်ဆိုတဲ့ image တစ်ခုကောင်းတယ်ဖို့စေချင်တာပေါ့လေအဲ့ကြောင့်အစင်နဲ့မြင့်တဲ့လူတွေဝင်လာလေပို့ပြီးတော့ဂုံတိတ်ခါမြင့်လေလို့မျှော်လင့်ပါတယ်ပေါ့နော်လူကြီးမင်းတို့ရဲ့အမြင်အောင်ဘယ်လိုရှိလဲပေါ့နော်ကျိုးစုံတရားရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲဖေးပြဝေ